အားလုံးပဲမင်္ဂလာပါအစိမ့်မီရေးသွင်းပြီးကြွကြွစေးလေးတစ်မျိုးနဲ့မိတ်ဆက်ပေးပါရစေခင်ဗျာဒါကတော့ easy clean ကထုတ်လုပ်ထားတဲ့ CG ချို့ engine gun စီးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကားဘော်ရီစီးသားပေါ်မှာရှိနေတဲ့ဘယ်ဆက်ပြလေးမှာစစ်စစ်မပြောင်းနိုင်နဲ့တန်ကြီးစွန်းတင်းတွေကို easy clean ကြွကြွစေးရတဲ့အတူကျွန်တော်တို့လက်တွေ့စမ်းသပ်စေးကြောပြမှာဖြစ်ပါတယ်ခင်ဗျာစေးရည်ကိုစေးကြောမဲ့နေရာကိုအနေနဲ့ဖြန်းပြီးတော့ tan brush တို့ steel brush တွေမလိုပဲနဲ့ကျွန်တော်တို့အလွယ်တကူရရှိနိုင်တဲ့သပုတ်တိုင်လေးနဲ့ပဲတာရပုတ်တိုက်ပေးုံနဲ့ပဲကျွန်တော်တို့တန်ကြီးစွန်းတင်းနေရဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကွာချလာမှာကိုတွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျာဒီ CG ချို့ engine gun စေးရဆိုလို့ရှိရင်ကျွန်တော်ကား engine gun တွေမှာရှိနေတဲ့အနှစ်နှစ်လာကနှစ်ကြာရှိနေတဲ့ CG စီဂျိုးတွေကိုလည်းကျွန်တော်ဒီ easy clean စေးရည်လေးအနေနဲ့ဖြန်းလိုက်တာနဲ့ကျွန်တော်တို့ကြီးတွေနဲ့စေးရည်နဲ့ထိတွေ့သွားတဲ့အခါမှာကြီးတွေရဆိုလို့ရှိရင်အရေးဖြစ်တော့အရေးပြောကြလာပြီးတော့ကျွန်တော်တို့စုပ်တန်ဖြစ်သဘုတ်တန်လေးနဲ့ပဲအသားရလိုက်ပုတ်တိုက်စေးကြောလိုက်ုံနဲ့ပဲကျွန်တော်တို့ငကိုရှိတဲ့တန်းစင်တဲ့ engine gun တစ်ခုကိုပြန်လည်ရရှိစေပါတယ်ခင်ဗျာကားရည်စေးညီကူများအတွက်အဆင်ပြေစေတဲ့ချက်ကတော့ကျွန်တော်တို့လူကအချိန်မကုန်လူပင်ပန်းသက်သာပြီးတော့မှလွယ်ကူလင်းမြန်စွာစေးကြောနိုင်တဲ့အတွက်လုပ်ငန်းချိန်ကိုတော်ထောက်ဝခန့်တတ်တာစီတဲ့အတွက်ကျွန်တော်ကားရည်စေးညီကူများအတွက်လည်းအလုံးအဆင်ပြေတဲ့စေးရည်လေးတစ်မျိုးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့သွားတိုက်တန်လေးနဲ့ပဲတာယာပုတ်တိုက်စေးကြောပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အလွယ်တကူပဲရေနဲ့ပြောင်းစင်အောင်စေးကြောပြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ငကိုရှိတဲ့အသစ်တိုင်းတန်တဲ့အောက်ခံစေးသားကိုပြန်လည်ရရှိစေပါတယ်ခင်ဗျာ easy clean ကြီးကျို့စေးများကိုကိုယ်စားလှယ်ယူလို့တော့မိတ်ဆွေများနဲ့တဆင့်ပြန်လည်ရောင်းချလို့တော့စိုင်းသမားမိတ်ဆွေများလည်းဆက်သွယ်မြင်းမြတ်မှာယူနိုင်ပါတယ်ခင်ဗျာမှာယူလိုပါက39 40 40 50 6 easy clean Facebook page messenger တို့မှာတဆင့်မှာယူနိုင်ပါတယ်ခင်ဗျာကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတူးတင်ရှိပါတယ်ခင်ဗျာ